အားလုံးတာလီဇောပါမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့စီစီလေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ခရမ်းသီးလေးတွေကိုငခွေးရှာ6လေးနဲ့ရခိုင်ချက်ဘလိုပုံစံမျိုးချက်စားမယ်ဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်အရင်ဆုံးခရမ်းသီးလေးတွေကိုနှစ်ချမ်းလေးတွေချမ်းထားပါမယ်ဒီခရမ်းသီးလေးတွေကကျွန်တော်တို့နေရာမှာတော့တော်တော်လေးကိုပွားပါတယ်ဒါပေမဲ့ဒီနေရာတွေမှာကတော်တော်လေးကိုချတဲ့ခရမ်းသီးလေးတွေပါဒီခရမ်းသီးလေးတွေကိုချက်စားမယ်ဆိုလို့ရှိရင်အရင်ဆုံးဇလုံးထဲမှာရေထည့်ပြီးတော့ဆားလေးနည်းနည်းထည့်ပြီးတော့စိမ်ပေးထားရပါမယ်ပြီးတာနဲ့သေချာဆန်အောင်ဆေးထားရပါမယ်ကျွန်တော်ကတော့သေချာဆန်အောင်ဆေးပြီးပြီဆိုတာနဲ့ပါပါလှိထားတဲ့ကြက်သွန်နေလေးတွေကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ကြက်သွန်နေထည့်ပြီးပြီဆိုတာနဲ့ဟင်းရှစ်တဲ့နေရာမှာအဓိကသူမပိုင်ရမပြီးတဲ့ဆားကိုထပ်ထည့်လိုက်ပါမယ်စားထည့်ပြီးပြီဆိုရင်တော့အခုခေတ်မှာကျွန်တော်တို့သူမပိုင်ရဘလို့မှအရသာမတွေ့တဲ့ဟင်းချိုမုံကိုပါနည်းနည်းလေးထပ်ပြီးထည့်လိုက်ပါမယ်ဟင်းချိုမုံလေးထည့်ပြီးပြီဆိုတာနဲ့ရခိုင်ဟင်းချစ်တဲ့နေရာမှာမပါမဖြစ်တဲ့အစိမ်းစားငပိကိုပါကျွန်တော်တို့ထပ်ပြီးတော့ထည့်ထားပါမယ်စိမ်းစားငပိကတော့ခရမ်းသီးချစ်တဲ့နေရာမှာခက်များများလေးထည့်ထားဖို့တော့လိုပါတယ်ပြီးတာနဲ့ကျွန်တော်တို့စီလေးကိုနည်းနည်းလေးထည့်ထည့်ပါမယ်စီကတော့သိအများကြီးမသုံးပါဘူးစီနည်းနည်းလေးပဲထည့်ထည့်ထားပါတယ်စီနည်းနည်းထည့်ထည့်ပြီးပြီဆိုတာနဲ့ငရုတ်သီးအစိမ်းလေးတွေကိုပါပိုင်းပြီးတော့ထည့်ထည့်ထားပါမယ်ဒီနေရာမှာငရုတ်သီးအစိမ်းကိုအခုလိုမျိုးအပိုင်းပိုင်းလေးတွေပိုင်းပြီးထည့်လို့ရသလိုနှစ်ချမ်းချမ်းပြီးတော့လည်းထည့်လို့ရပါတယ်တကယ်လို့နှစ်ချမ်းချမ်းတာအပိုင်းပိုင်းတာမကြိုက်ဘူးဆိုလို့ရှိရင်ငရုတ်သီးအစိမ်းကိုထောင်းပြီးတော့ထည့်ရင်လည်းထည့်လို့ရပါတယ်ကျွန်တော်ကတော့အပိုင်းလေးတွေကြိုက်တာနဲ့အပိုင်းပိုင်းလေးတွေပိုင်းပြီးတော့ထည့်ထားလိုက်ပါတယ်ငရုတ်သီးအပိုင်းပိုင်းလေးတွေထည့်ပြီးပြီဆိုတာနဲ့ဟင်းနှုံသွားအောင်အတွက်အရင်ဆုံးအိုးဖုံးလေးအုပ်ပြီးတော့ခရမ်းသီးလေးတွေနှုံသွားတဲ့အထိကိုချက်ထားလိုက်ပါမယ်ခဏနေပြီဆိုတာနဲ့9မိနစ်လောက်နေတာနဲ့ကျွန်တော်တို့အိုးကလေးဆူလာပြီးဟင်းကလည်းနှုံတဲ့အနေထားလေးကိုရောက်လာပြီဆိုရင်တော့အိုးဖုံးလေးကိုဖွင့်ပြီးတော့အပေါ်အောက်လေးနည်းနည်းပြန်ပေးထားလိုက်ပါမယ်โอเคအပေါ်အောက်လေးဒီလိုပုံစံမျိုးလေးပြန်ပေးပြီဆိုတာနဲ့ကျွန်တော်တို့ဟိုဘက်မှာသေချာဆင်အောင်ဆေးထားတဲ့ငခွေးရှာ6လေးတွေကိုပါကျွန်တော်တို့ဒီအနေထားကိုရောက်လာတာနဲ့ထပ်ပြီးတော့ထည့်ထားလိုက်ပါမယ်ငခွေးရှာ6လေးတွေကိုထပ်ထည့်ပြီးပြီဆိုတော့အပေါ်အောက်လေးသေချာလေးကိုပြန်ပေးထားလိုက်ပါမယ်နောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့20တဲ့အထိပြန်ပေးလိုက်ပါမယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကအရေးလေးနည်းနည်းနေနေတာကြောင့်ငခွေးရှာ6လေးတွေကလည်းနည်းနည်းမာတဲ့အတွက်ကြောင့်င6လေးတွေနှုံးသွားနိုင်တဲ့အထိရေကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာကြိုက်နှက်သလိုထည့်လို့ရပါတယ်ကျွန်တော်ကတော့နှုံးနိုင်လောက်တဲ့အထိကိုရေကိုထပ်ထည့်ပြီးတော့အိုးဖုံးလေးကိုတစ်ခါထပ်ပြီးတော့ဖုံးထားလိုက်ပါမယ်ဒီလိုအိုးဖုံးလေးဖုံးပြီးတော့ကျွန်တော်တို့9မိနစ်10မိနစ်လောက်ချက်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့အိုးဖုံးလေးကိုတစ်ခါထပ်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်ဒီနေထားလေးကိုရောက်လာပြီးအိုးကလေးအရေးလေးခန်းလာပြီးငချောက်လေးတွေကလည်းနှုံးပြီးတော့ခရမ်းသီးတွေကလည်းစီစီလေးဖြစ်လာပြီးဆိုတာနဲ့ကျွန်တော်တို့အပွားအငံလေးထပ်ပြီးတော့မြစ်ထားလိုက်ပါမယ်အပွားအငံလေးတွေအကုန်လုံးအနေတော်ဖြစ်လာပြီးဆိုရင်တော့စီစီလေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ငခွေးရှာခရမ်းသီးရခိုင်ချက်တိုးရပါပြီဒီလိုပုံစံမျိုးဆွမ်းအောင်ထိကျေပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်